ကျမပြောရမယ်ကျမကတော့လေပြောရင်လေဒိုးရပါပြောတတ်တယ်နော်ဘိုးဘွယ်လည်းပြောတတ်တယ်အိမ်အောင်ရေးမှာအဓိကအိမ်အောင်ရေးတိုင်းရဲ့အစင်ပြေခြင်းအစင်မပြေခြင်းကဘယ်ကစလဲဆိုဘိုးရွှတ်တွတ်တိုင်းကစတာနော်ဘိုးရွှတ်တွတ်တိုင်းဆိုတာရှင်တို့သိလိုက်တော့ပြောပြအိမ်အောင်ရေးမှာအဲ့ကိစ္စတွေအစင်မပြေဘူးဆိုဘယ်ကိစ္စမှအစင်မပြေတော့ဘာလို့လဲမိသားစုနဲ့ပေါင်းနေရတဲ့အိမ်အောင်ရေးတိုင်းကအစင်မပြေဘူးနော်ကျမလည်းတနေ့ကျရင်ခမဖြစ်မှာနော်ကျမစဉ်းစားပြီးသားကျမအိမ်ခွဲပေးမှာကျမနားမလဲလာမနေနဲ့ကျမနေချင်တာကျမအာယုံနောက်တယ်ကျမသားကျမချစ်ကျမထမင်းကြိုက်နေသားလေးရေခေါင်းလောင်းချိုးဆွဲလိုက်မယ်ခြံနဲ့ဝင်းနဲ့ဝက်ပေးနိုင်သားလေးရေထမင်းကြိုက်ပို့လိုက်မယ်သားလေးဘာချက်ထားလဲလာယူလိုက်ပြောလိုက်မယ်ကျမနဲ့လေအတူတူမနေဘူးကျမဆုံးဖြတ်ချက်ချပြီးသားကျမတပည့်တွေဆိုလို့ရှိရင်လေကျမညီတို့ဘသူနဲ့မှပေါင်းမနေနဲ့ပေါင်းနေရင်ပြဿနာဖြစ်တယ်ကိုယောက်ျားကိုချစ်ချင်တယ်လေဘာဖြစ်ညာဘေးနာယောက်ျားချစ်တော့မယ်ဆိုဘာဖြစ်ညာသူတို့လည်းဘိုးရွှတ်တွတ်တိုင်းကြောင့်အိမ်ခွဲနေတယ်လေသူလည်းဟုတ်တယ်မလားလောကကြီးမှာအိမ်အောင်ပြပြသွားအိမ်ခွဲနေတာအကောင်းဆုံးနော်ဘသူအိမ်ပေါ်မှာတက်မနေနဲ့မင်္ဂလိအိမ်လည်းတက်မနေနဲ့ဂျာလေးအိမ်လည်းတက်မနေနဲ့ဘသူနဲ့မှလည်းပူပေါင်းပြီးတော့မနေနဲ့ဘာလို့လဲဆိုဘိုးရွှတ်တွတ်တိုင်းမှာပြဿနာတွေတက်တာနော်ကိုမအစင်မပြေတာကိုအစင်မပြေတဲ့ခါကျတော့အိမ်အောင်ရေးရအစင်မပြေတော့ဘူးလေအမေကငုတ်တုတ်ရှိမယ်ကိုကကိုယောက်ျားကိုချစ်မယ်ထမင်းလေးနေပြီးယောက်ျားရဲ့ခွန်ချွေးခြင်းမယ်ကိုအမေကငုတ်တုတ်ရှိတော့မကျွေးရတော့ယောက်ျားစိတ်ကောက်ကိုကကျွေးပြန်တော့လေအမေကလင်းချစ်ခင်လို့ပြောအဲ့ဂျားတွေထဲမှာနေရတာလေအိမ်အောင်ရေးရကဲဒီလိုပဲကိုကယောက်ျားလေးအိမ်ပေါ်မှာတက်နေမယ်ကိုကကိုယောက်ျားကိုစိတ်ကောက်မယ်ဒီကျက်ဦးမကြော်ချင်ဟင်းကြော်ချင်ဘူးမောင်ကလည်းနှစ်ယောက်တည်းဆိုရတယ်လေကွာမောင်ကလည်းမောင်ကြောဆိုမောင်ကလည်းကြော်တယ်သူကဘုရှုတွတ်တိုင်းရတော့နော်နှစ်ယောက်တည်းဆိုရင်လုတ်တယ်သူတို့က3ယောက်လောက်ဖြစ်လာပြီဆိုမြက်ပါပြောတာလေမြက်ဖြစ်တာလေသူ3ယောက်ဆိုလေတန်ကပြောင်းတာအဲ့မှာလည်းအိမ်အောင်ရေးရကွဲတယ်အိမ်အောင်တကယ်ပြုတ်မဲ့ကလေးတွေဆိုဒီဗီဒီယိုကြည့်2ယောက်တည်းနေစရဲတာချမ်းသာတာသူနဲ့ကိုရဲ့ကန့်ကြမှာပြင်အောင်အိမ်နဲ့ပဲနေနိုင်တနည်းအိမ်နဲ့ပဲနေနိုင်ဝါအိမ်နဲ့နေနိုင်ပကံ2ချက်ရှိပကံ2ချက်နဲ့ပဲစားသူပြင်တာလေအဖက်ဝင်ဝိုင်းထွက်အောင်ငါမျက်နှာပေါ်အဖက်တက်ရမယ်အိမ်ပြောပေးတာကျမဂျားတွေကနေဘိုးရွှတ်တွတ်တိုင်းကတားရေးကြည့်တယ်ကျမပြောပြီးသားလေကျမကယောက်ျားတကိတ်ထားတယ်ကျမ2ယောက်တည်းပဲနေမှာသူရဲ့ချိုးရလဲကျမသွားရင်လက်တော့ကလေကလီတီမြူတီနဲ့အေးမောင်အဲ့လိုလှုပ်ချင်တာလေနော်အဲ့ကျမတို့အိမ်အောင်ကြီးကွဲလာတဲ့ပြဿနာရလေအဲ့ဒါတွေကြောက်ပဲနော်ကျမတို့ကအတူနေရတဲ့ကအဖက်ကသူ့မျက်နှာပဲဝင်တယ်ဟေးငုတ်ထားတော့ပြောပြတယ်အဲ့ဒီကိမှန်လားပြောမှန်တယ်အဲ့အိမ်အောင်ပြုတ်မဲ့ယောက်ျားလေးတွေအိမ်အောင်ပြုတ်မဲ့မိန်းကလေးတွေဆို2ယောက်တည်းနေဘသူမျက်နှာမှမကြည့်အောင်2ယောက်တည်းကပါနော်တကားလေးများကိုပိတ်လို့မီးလေးများလဲပိတ်ဆိုးချိန်တိုင်းလုပ်လို့ရတယ်ကိုကအိမ်အောင်ရေးမှာအဲ့လိုမျိုးအဖော်တွေအပေါင်းအသင်းတွေရှိရဆိုလို့ရှိအဲ့ဒီပြဿနာတွေကနေစတာပဲလင်မယား2ယောက်ရဲ့ပြဿနာလေနော်ကိုချစ်ချင်တိုင်းမချစ်ရကိုပြောချင်တိုင်းမပြောရကိုလှုပ်ချင်တိုင်းမလှုပ်ရဆိုအောင်ထားရင်နဲ့ဘာဖြစ်လာလဲဆိုတော့နောက်မှာဘာဖြစ်လာလဲမြင်ငယ်တွေနေတယ်လင်ငယ်တွေနေတယ်ဒီလားကျမတို့အိမ်အောင်ရေးတယ်အဲ့လိုမျိုးတွေကြောင့်အမေကျမတပည့်တွေကျမတနာလို့အိမ်လေးဝယ်ပေးပြီးသွားနေရင်တို့အကုန်လုံးအစင်ပြေပါစေပျော်ပါစေအမလေးရှုပ်စံဘိုးရှုပ်ဒွတ်တိုင်းပလေးပျော်စရာ